1323ခုနတ်တော်လပြည့်နေ့မန္တလေးမြို့ယုံတော်ကြီးစတိုးဥပဖေတော်သိဉ္ဇဉ်တို့၏သာသမီများဖြစ်ကြသောအလှဒါယကာမောင်ခင်မောင်အောင်အလှဒါယိကာမတင်တင်မူတို့၏သာရှင်ပြုအလှမင်္ဂလာပွဲမှာမန္တလေးမြို့ဗုဒ္ဓပူဇနီယဥက္ကင်းရဲ့ဥက္ကဋ္ဌကဦးမိုးကနေပြီးတော့တပည့်တော်တို့မှာရှေးကတေမိယဇတ်တော်ကိုတပည့်တော်တို့ထည့်သွင်းကျိုးသွင်းထားတော်လည်းပဲအရှင်းမပြေဖြစ်ခဲ့ရပါတယ်ဒါကြောင့်ဒီတေမိယဇတ်တော်ကိုချီးမြှောက်ပါလို့တောင်းပန်တဲ့အတွက်တေမိယဇတ်တော်ကလည်းတောထွက်တာယဟန်ပြုတဲ့ဇတ်အခုကလည်းရှင်ပြုတဲ့ဘွဲနဲ့တော့အင်မတန်လိုက်လျောပါလေအဲ့ဒါကြောင့်ဘုန်းကြီးခဏညတေမိယဇတ်တော်ကိုပေါ့လေရောက်နိုင်မလားရောက်ပြီးသွားအောင်တေမိယဇတ်တော်ဟောဖို့အစီအစဉ်ရှိပါတယ်ဟိတဝါကာမေပပစိန်တုတန်တောဂံဗီရစိန်တကံဟိတဝါကာမေပပစိန်တုတန်တောဂံဗီရစိန်တကံဒီမယံပြနုသိက္ခာမပပစိတာသူပေတလားဗန္တောဖယလျာပစ္စေကာနှင့်ရိယာနွယ်၌ရှေသူတော်ကောင်းတို့သည်ဗန္တောဖယလျာပစ္စေကာနှင့်ရိယာနွယ်လောင်းရှေသူတော်ကောင်းတို့သည်ဂံဗီရစိန်တကာတွေ့ကျိန်သမျှမှုကိစ္စဝယ်ဣဇတ၌ဉာဏ်မြင်ဆိုင်အောင်လိုက်လိုက်လှဲလှဲစိတ်တော်ဆွဲ၍နည်းနည်းသည်ဓာတ်သဘောကိုနင်နောစွာဆင်ခြင်အကြံကောင်းဝန်တော်မူကြကုန်လျက်ကာမေရှိကပြုဖန်ကုသိုလ်ကံတို့စီမံထောက်မှလဲရောက်ရတာမြားလှနီးသွဲကြီးကြီးငယ်ဟုနှီးနွယ်ရောယူကိုယ်တော်တို့ပိုင်သသည့်ကာမဝတ္ထုအစုစုတို့ကိုဟိတဝါငါတို့ပိုင်ညာဤကာမတရားတို့သည်အများနဲ့ဆက်ဆံဘေးတွေကဝန်ချံရန်တွေကမြောင်များကြောက်လန့်ပွဲတွေပါတကားဟုကြောက်အားညံကျွဲလွတ်လွတ်ကြီးစွန့်ပေတော်မူကြကုန်၏ဘာပဲစိန်သူနှလုံးသိမ်မွေ့သူတော်လေးဖြင့်ယတိယဟံပြုစွမ်းတော်မူခဲ့ကြလေကုန်၏မယံပီမြတ်နေခမ္မအာတယဟုသန္တာကိန်းအောင်တို့သူတော်ကောင်းတို့သည်လေဗံပစီတာကိလေသာမံကိုတွင်ရံကိုတွန်းလှန်ဖြိုခွန်းအောင်တခင်း၍အောင်ခြင်းဘိသိက်ရင်လိုစိတ်ဖြင့်ပရိခရာရှိပုံစုဝဆုံကိုဝယုံစင်မြန်းသာသနာအောင်ရနံဝဲအောင်ကွန်းတန်ထောက်နတ်မြမာတို့ဆက်လျောက်ရှင်ယဟန်အဖြစ်သို့ကရောက်ကြကုန်လျက်သူပေသလားသာမရိသာမြည်ဖြာခုံမင်းပုံအသွင်တို့ချစ်ခင်လေးမြတ်နှစ်သက်အပ်သောသီလကိုစီကိုငါရှိကြကုန်သည်ဖြစ်၍ဒေထိုဖယအလျာပစ္စေကာနှင့်ရိယာနွယ်လောင်းရှေသူတော်ကောင်းတို့ကိုအနုသိက္ခာမအတုလိုက်ခါကျင့်ကြံခဲ့ရပါကုန်၏တကားအနုသိက္ခာမမျက်ခြေမပြောက်ရှင်တို့နောက်မှကောက်ကောက်လိုက်ပါသုံးသိက္ခာကိုသဒ္ဓသတိံသမာဓိနှင့်ပညိဝီရိယငါးချက်မြ၍လုံလမြဲမြံဇွဲတန်တန်ဖြင့်ကျင့်ကြံကြိုးကုပ်အားထုတ်ကြရကုန်မည်တကား
နေ့ကနေပြီးတော့အတိတ်ကိုမျောပြီးတော့ကြည့်လိုက်စမ်းဘုရားအလောင်းသူတော်ကောင်းတွေပိစိကဗုဒ္ဓအလောင်းသူတော်ကောင်းတွေအရိယသာဝကအလောင်းသူတော်ကောင်းတွေဘာတွေလောက်သွားတော့လို့တန်တော်ဖရာလေယာပိစိကနေရိယာနွယ်လောင်းရှိသူတော်ကောင်းတို့သည်ကံမီရစိန်တကာတွေ့ကျင်းသမျှမှုကိစ္စဝဲဣဇဒ၌ညံမြင်ဆိုင်အောင်လိုက်လိုက်လဲလဲစိတ်တော်ဆွဲ၍လောကမှာနေလို့ရှိရင်လောကဓာတ်ကတော့ကောင်းကောင်းဆိုးဆိုးတစ်မျိုးမျိုးနဲ့တော့တွေ့ရကြုံရမှာပဲလောကထဲမှာရှိတဲ့အာယုံနဲ့ပတ်ဝန်းကျင်အာယုံနဲ့တွေ့ကြုံရမှာတော့ဓမ္မတာပဲအဲ့ဒီလိုတွေ့ကြုံတဲ့အာယုံပေါ်မှာဘုရားအလျာပိစေကနဲ့အရိယာတွေလောင်းသူတော်ကောင်းတို့ကတော့တွေ့ကြိမ်သမျှသောအမှုကိစ္စအရာရာမှာမိမိတို့ဣဇဒသန္တံကိုယ်တွင်၌ကိုယ်တွင်သန္တံ၌ညံမြင်ဆိုင်အောင်လိုက်လိုက်လှဲလှဲစိတ်တော်ဆွဲ၍နဲ့နဲ့တန်တဘောတွေကိုနှစ်နောဆင်ခြင်းအကြံကောင်းဝန်တော်မူခဲ့ကြတယ်နှစ်နောဆင်ခြင်းအကြံကောင်းဝန်တော်မူခဲ့ကြတဲ့အတွက်ကာမေရှိကပြုဖန်ကုသိုလ်ကံတို့စီမံထောက်မှလည်းရောက်ရသည်ညာလာနီသွဲကြီးငယ်ဟုနှိနွယ်ရောယူကိုတော်တို့ပိုင်သတဲ့ကာမဝတ္ထုအဆူဆူတို့ကိုနဲ့နောကြီးစဉ်းစားဆင်ခြင်မိတဲ့အတွက်မိမိတို့ပိုင်တဲ့ဝတ္ထုကာမတွေအပေါ်မှာဟိတဝါငါတို့ပိုင်ညာဤဝတ္ထုကာမတရားတို့ဟာဖြင့်အများနဲ့ဆက်ဆံတာတွေပဲဘေးတွေကဝန်းလျက်ရန်လျက်ပါတကားရန်တွေကမြောင်များကြောက်လန့်မွယ်တွေပါတကားလို့ကြောက်အားလို့ခေါ်တဲ့သဝတ္တပဓမ္မသံဝေကဉာဏ်ဖြင့်သံတော်မူကြတယ်ကြောက်အားတော်ဉာဏ်ကျွယ်လွတ်ကြီးစွန့်ပယ်တော်မူကြပြီးဘာပစိန်သူနှလုံးသိမ်မွေ့သူတော်လေးဖြင့်ယသိယဟံပြုကျင့်တော်မူခဲ့ကြလေကုန်ပြီဝတ္ထုကာမတွေစွန့်ပြီးတော့သာသနာပြင်ပမှာဘာဟိရကမှာယသိယဟံသာသနာတော်အတွင်းမှာသာသနာဝန်ထမ်းရှင်ယဟံအဖြစ်ကိုရောက်အောင်ကြိုးကိုအားထုတ်တော်မူခဲ့ကြပြီယနေ့ဘုန်းကြီးတို့စည်းဝေးမိကြတဲ့ဆရာတော်သင်္ဃာတော်တွေဘုန်းကြီးတို့နောက်နာကရှိကြတဲ့ဒကာဒကမတွေလည်းပဲမယံပြီးမြတ်နိခမအာတယဟုသန္တာကိန်းအောင်တို့သူတော်ကောင်းတို့သည်လေဗာပစီတာကိလေသမံကိုတွန်းရံကိုတွန်းလှန်ဖြိုခွန်းအောင်တာခင်း၍အောင်ခြင်းဘိတ်သိရင်လိုစိတ်ဖြင့်ပရိခရာရှိပုံစေဝတ်ဆုံးကိုဝယုံဆင်မြန်းသာသနာအောင်မြေနှံဝဲအောင်ကွန်းတန်ထောက်နတ်မြမာတို့ဆက်လျက်ရှင်အဖြစ်ယဟန်အဖြစ်သောအသည်ကရောက်ကြကုန်လျက်ကိလေသာမန်းဆိုတဲ့ကိုယ်တွင်ရံကိုတွန်းလှန်ဖြိုခွန်းကိုကအောင်တတ်နေပြီးတော့အောင်ကျင်းဘိတ်သိက်ဆိုတဲ့အရဟတဖို့တိဟုသောအောင်ကျင်းဘိတ်သိက်ရင်လိုတဲ့စိတ်နဲ့ပရိခရာရှိပုံကိလေသာစစ်ပွဲကိုဝန်နှွဲတဲ့အခါမှာဆင်းရင်ရတဲ့စစ်ဝတ်စုံတွေကိုဝယုံဆင်းမြန်သာသနာတော်ဒီဟုသောအောင်မြေနှံဝဲအောင်မြေကနေပြီးတော့အောင်ကွန်းတန်ထောက်နတ်တွေမြမာတွေဆက်လျောက်၍ရှင်အဖြစ်ယဟန်အဖြစ်တို့ရောက်ခဲ့ကြပြီရောက်ပြီးတဲ့နောက်သူပေသလာသာမရိသမိဖြာခုံမင်ပုံဝသွန်းတို့ချစ်ခင်လေးမြနှစ်သက်အသောသီလကိုယ်စီကိုယ်ငါရှိကြကုန်သည်ဖြစ်၍သမရိဆိုတဲ့သားကောင်အမိမိရဲ့မိဖြာကိုမိဖြာတမြင်သစ်ပင်ဆူပင်နဲ့ညီလို့ရှိရင်ဖြင့်အသက်ကိုအသေးခံတဲ့ဒီမိဖြာလေးကိုတော့အပြည့်မခံသလိုသ
မရိသမြည်ဖြာခုံမင်ပုံအသွန်းတို့ချစ်ခင်လေးမြတ်အတိအတိဆောင်ထိန်အပ်တဲ့သတုပါရိသုတ်တိသီလမြေဆံတွေမြည်ဆံတွေမြည်မင်းတွေကိုအပြည့်ဖြင့်မခံဘူးလို့အသက်လောက်ချစ်ခင်မြတ်လို့တော်မူကြပြီဒေထိုဖယအလျာပစ္စေကနေရိယနွယ်လောင်းရှေးသူတော်ကောင်းတို့ကိုအနုသိခာမအမျက်ချေမပြောက်ရှင်တို့နောက်မှကောက်ကောက်လိုက်ပါသုံးသိခါကိုတရားတတိန်သမာဓိနဲ့ပြင်းငိမ်ဝိရိယ၅ချက်မြပြီလုံလမြေအမြန်ဆွဲတန်တန်ဖြင့်ကြင်ကြံကြိုးကုန်အားထုတ်ကြရကုန်ပြီလို့ဘုန်းကြီးတို့သာသနာ့ဝန်ထမ်းနောင်တော်ကြီးတော်ရှင်ယဟန်တော်တွေအတွက်လည်းပဲအားတက်เสียသာသနာရေးအတွက်အားတက်เสียအင်မတန်မှကောင်းပါလေရှေးကသူတော်ကောင်းတွေနောက်မျက်ခြေမပြောက်ဖဲနဲ့ရှေးသူတော်စင်ရှင်တို့နောက်ကကောက်ကောက်လိုက်ပြီးသီလသမာဓိပညာသိက္ခာသုံးပါးဆိုတဲ့အကျင့်တရားတွေကိုတရားဝရိယတတိသမာဓိပညာဆိုတဲ့ဣန္ဒြေ၅ချက်မျှပြီးလုံလမြဲမြဲမြန်းမြန်းဆွဲသန်းသန်းနဲ့ငါတို့တွေကြင်ကြံကြိုးကိုအားထုတ်ကြရပါပြီတကားလို့သာသနာရေးအတွက်ကျိုးတင်ပြီးတော့အားတဲ့ဝမ်းမြောက်ဖို့ဂါထာပါပဲအဲ့ဒီဂါထာနဲ့ပဲဒီကနေ့မှနောက်9ရက်မြောက်လို့ရှိရင်ရှင်ဖြစ်သူရောက်ရှိကြမယ်ရှင်လောင်းကလေးများအတွက်လည်းပဲဒီဂါထာနဲ့ပဲစောစောစီစီအာတိတပြုခြင်းပါတယ်ဟိန္ဒဝါကာမိပပစိန်သူတန်တော်ဂံဗီရစိန်တကာဒေတုံမေပြနုသိခာဟောပပစိတာသူပေတလားဟိန္ဒဝါကာမိပပစိန်သူတန်တော်ဂံဗီရစိန်တကာဒေတုံမေပြနုသိခာဟောပပစိတာသူပေတလားဘွန်တော်ပပိဇာပိခအိုမောင်ရှင်လောင်းအပေါင်းတို့တန်တော်ဖရလျာပိစေကနှင့်ရိယာနွယ်လောင်းရှေးသူတော်ကောင်းတို့သည်ဂံဗီရစိန်တကာတွေ့ကျင်သမျှမှုကိစ္စဝယ်ဣဇန္တနိုင်ဉာဏ်မြင်ဆိုင်အောင်လိုက်လိုက်လဲလဲစိတ်တော်ဆွဲ၍နည်းနည်းသည့်တတဘောကိုနိနောစွာဆင်ញင်အကြံကောင်းဝန်တော်မူကြကုန်သည်ဖြစ်၍ကာမေရှိရာပြုဖန်ကုသိုလ်ကံတို့စီမံထောက်မှလက်ရောက်ရသောမြားလာနီးတွေကြီးကြီးငယ်ဟုနှီးရွယ်ရောယူကိုယ်တော်တို့ပိုင်သားတွေကာမဝတ္ထုအဆူဆူတို့ကိုဟိတဝါနာတို့ပိုင်ညာဤကာမတရားတို့သည်အများနဲ့ဆက်ဆံဘေးတွေကဝန်ချံယန္တုကမြောင်များကြောက်လန့်မွယ်တွေပါတကားဟုကြောက်အားတော်ညံကျွယ်လွတ်လွတ်ကြီးစွန့်ပေတော်မူကြကုန်၍ဘာကစိန်သူနှလုံးသိမ်မွေသူတော်လေးဖြင့်ယတိယဟံပြုတော်မူခဲ့ကြလေကုန်မည်ဒုံမေပိမျက်နှာခမ္မအာတယဟုသန္တာကိန်းအောင်မောင်ရှင်လောင်းတို့သည်လေပပ္ပစိတာကိလေသာမံကိုတွင်ယံတွန်းလှံဖြိုခွန်းအောင်တခင်း၍အောင်ခြင်းဘိတ်သိရင်လိုစိဖြင့်ပရိက္ခရာရှိပုံစိဝတ်ဆုံးကိုမကြခင်ဝိယုံဆင်မြန်းသာသနာအောင်မြေနံဝဲအောင်ကုန်းကံထောက်နတ်မြမာတို့ဆက်လျောက်ရှင်သာမဏေအဖြစ်သို့ကရောက်ကြကုန်လျက်သူပေတလားသမရိသမြည်ချခုံမင်းပုံအသွန်းတို့ချစ်ခင်လေးမြတ်နှစ်သက်အပ်သောသီလကိုယ်စီကိုယ်ငါရှိကြပြီလင်ဒေထိုဖရအလျာပစ္စေကနှင့်ရိယာနွယ်လောင်းရှိသူတော်ကောင်းတို့သို့အနုသိခာဟောအတုလိုက်ခါကျင့်ကြံနိုင်ကြပါစေကုန်သတည်းအနုသိခာဟောမျက်ခြေမပြရှေးသူတော်စင်ရှင်တို့နောက်မှကောက်ကောက်လိုက်ပါသုံးသိခါကိုသတ္တာတတိန်သမာဓိနှင့်ပင်ငိမ့်ဝိရိယ၅ချက်မြ၍
လုံးလာသမြဲမြန်သွေတန်တန်ဖြင့်ကျင့်ကြံကြိုးကိုအားထုတ်ပွားများနိုင်ကြပါစေကုန်သတည်းရှိကသူတော်ကောင်းကြီးတွေလေမိမိရမဲ့ခင်းတဲ့စီစဉ်ကိုတောင်းမှရဲ့ရဲ့ရောရောကြီးစွန့်ပြီးတော့ဝတ္ထုကာမတွေအပြစ်မြင်ပြီးတော့သာသနာပြင်းပမှာယသိယဟန်ပြုတော်မူကြတဲ့ထုံတွေအများကြီးရှိတယ်အဲ့ဒီအများကြီးတွေကခက်ခက်ခဲခဲအရှင်းရတဲ့အရှင်းရခံပြီးတော့ယသိယဟန်ပြုတော်မူတဲ့ဘုရားအလောင်းတေမိယမင်းသားဝတ္ထုကိုမျှော်ကြည့်ကြစို့မြတ်စွာဘုရားလက်ထက်တနေ့မှာယဟန်တော်ရှင်သူမြတ်တွေကဘုရားကိုယ်တော်မြတ်ရဲ့နိက္ခမပါရမီကိုချီးမွမ်းပြီးတော့စီဝေစကားချီးမွမ်းစကားပြောကြပြီးတော့စီဝေနေထိုင်နေကြတဲ့အခိုက်ဘုရားကိုယ်တော်မြတ်ကြွလာပြီးကာယနုထဘေကဝေဧတရဟိကထာယသဏိသိဏမြတ်စွာဘုရားကခြေသားတို့ယခုငါဘုရားရောက်ဆိုင်လာတဲ့အခါသင်ခြေသားတို့ဘယ်လိုစကားမျိုးနဲ့များစီဝေနေကြတုံးလို့မေးလိုက်တပည့်တော်တို့ကာမကထာရွာစကားတွေနှိကုံစကားတွေမြို့စကားတွေအစရှိတဲ့မေဖို့အားကျေးဇူးမပြုဘဲမေဖို့ဤဖီလာကန့်လန့်ဖြစ်တဲ့တိရိစ္ဆာနကထာတွေဖြင့်စီဝေနေကြခြင်းမဟုတ်ပါရှင်တော်ဖေရရဲ့ရမ္မတုပါသူရမ္မတိဟုသောလက်ရှိနတ်စည်းစိမ်တမျှကြီးကျယ်လာတဲ့ဌိနံစည်းစိမ်ကိုဆွန့်ပယ်တော်မူ၍၎င်း9 ရက်လောက်များဆိုင်ငံတွားလို့ရှိရင်မုတ်ချဧကံလက်ရောက်မှန်းမဲ့စัจ जा တနည်းမင်းရဲ့ချမ်းသာကို၎င်းဆွန့်ပြီးတကားလာတောထွက်တော်မူတဲ့နိက္ခမပါရမီတော်အကြောင်းကိုချီးမွမ်းစကားပြောကြားပြီးတော့တပည့်တော်များစည်းဝေးနေပါတော့ဘုရားလို့လျှောက်ထားတဲ့အခါမြတ်စွာဘုရားကဘိက္ခဝေဣဒာနိမမပုရိဒပါရမိတ်တရေဇံသတ္တတဝမာဘိနိခမနန္နာမအနိစ္စရိယံဘိက္ခဝေယံတော်များအိုချစ်သားတို့ဣဒာနိဤယခုဘဝ၌ပုရိဒပါရမိတ်တပါရမီ7ပါးအကျေပွားစဉ်အပြား30တို့ကိုအကျွမ်းအကြံမရှိအပြည့်အစုံဖြည့်ကျင့်ပြီးတော်မမငါဖရာဤရေဇံတိုင်းတော်ပြည်တော်ကိုသတ္တတဝရရဲ့ဆွန့်လူ၍ရရဲ့ဆွန့်ငယ်၍မာဘိနိခမနနာမတောထွက်တော်မူခြင်းမြည်ဒီကအနိစ္စရိယံပြောပါတော့အောင်အံ့ဩဖွယ်မဟုတ်ပါသေးဘာလို့တော့ပါရမီတော်တွေကပြည့်နေမင့်ပဲယခုလိုပါရမီတွေပြီးဝတဲ့နောက်ဆုံးဘဝမှာဓမ္မသူဘာသူဓမ္မဆိုတဲ့နမသုံးဆောင်နဲ့တကွမကြာမီရရှိမဲ့စัจ java ရေမင်းဤအဖြစ်မင်းစည်းစိမ်တွေကိုရရကြည်စွန့်ပြီးတော့တောထွက်တာအံ့ဖွယ်မဟုတ်သေးပါဘူးအဟိညီအပရိပကေညာနေပါရမီရောပူရင်တောပိရေဇံသတ္တတဝနိခန္တောယေဝါဟိမံဤအာငါဖျားသည်ညာနေဉာဏ်တော်ပေါင်းပြီးအပရိပကေမရင်ကျက်မီပါရမီရောပါရမီ7ပါးတို့ကိုပူရင်တော်ပြီးဖြည့်နေစဉ်ကာလမှာပင်တော်ဒီရေဇံမင်းအဖြစ်ကိုသတ္တတဝရရဲ့စွန့်ပယ်ခဲ့၍နိခန္တောယေဝါတော်ထွက်ခဲ့ဘူးသည်သာယတိယဟံပြုခဲ့ဘူးသည်သာလို့အတိတ်အကြောင်းကိုအရေးအမြတ်မြမိတ်ဆိုတော်မူလလင်မယဟန်တော်များကအတိတ်အကြောင်းဘုရားမိတ်ဆိုပါမည်အကြောင်းတောင်းပန်စကားလျှောက်ထားတဲ့အတွက်အတိတေဘေကဝေကာတိရထေပါရဏတိယံကာတိရာဇနာမဓမ္မေနာရိသံကာရေတိအစရှိသည်ဖြင့်အတိတ်အကြောင်းဆောင်တော်မူခဲ့တယ်จิตတို့ရှေးလွန်လေပြီးသောအခါကာတိတိုင်းပါရဏတိပြည်မှာကာတိမင်းတရားဒါနသီလပရိစ္ဆာကအစ္စဝမတ္တဝတပခန္တီအဝိရောဓနယာဇဓမ္မတို့ကိုမပြတ်မစည်းစေရပဲ
ဘာရဏသီပြည်တိုင်းပြည်အုပ်ချုပ်မင်းလုံးနေတဲ့အခါအဲ့ဒီကာတိမင်း၌မောင်းမပေါင်း16000ရှိတယ်အဲ့ဒီကာတိမင်းရဲ့အဂါဒေဝီမဟေသီမိဘရခေါင်ကြီးကတော့သန္တာဒေဝီလို့အမည်ရှိတယ်သန္တာဒေဝီမိဖုရားကြီးနဲ့တကွ16000သောမင်းမောင်မာတို့တွင်တယောက်ရောက်မှသားလည်းမထွန်းကားခဲ့သမီးလည်းမထွန်းကားခဲ့တော့တိုင်းသားပြည်သူဘိုလ်လူတွေစုယုံပြီးတော့တိုင်ပင်ကြတယ်အမာကရိညောဝန္တနုရခကောဧကောပိဗုဒ္ဓောနတ္တိအမာကံငါတို့ဤရိညောပြည့်ရှင်မင်းကြီးအာဝန္တနုရခကောအနွယ်ဆက်ကိုစောင့်ရှောက်မဲ့ဧကောပိဗုဒ္ဓောသားတယောက်မျှလီနတ္တိမရှိခဲ့ရေတို့ပြည့်ရှင်မင်းကြီးမှာဆိုလို့ရှိရင်ပြည့်ရှင်မင်းကြီးနတ်ရွာလာတော်မူခဲ့လို့ရှိရင်အနွယ်တော်အစဉ်အဆက်မပြောင်းမပြဲရအောင်စောင့်ရှောက်မဲ့သားညွတ်သမီးညွတ်ရလို့တယောက်ကမှမရှိပါလားဒီတော့ပြည့်ရှင်မင်းကြီးနတ်ရွာလာလို့ရှိရင်ဖြင့်တို့အရှင်လက်မဲ့ဖြစ်ချီရဲ့စောစီကကြိုတင်နိုင်ရင်ဖြင့်တို့တညီတညွတ်ထဲသွားမင်းမောင်မအပေါင်းတို့သာစုပံဖို့ရန်အတွက်ပြည့်ရှင်မင်းကြီးကိုဝိုင်းဝန်းဟစ်ဩကြွေးကြော်ကြမှာပဲလို့တိုင်းသားပြည်သူတွေညီမှုပြည်တကားလာနိုင်ရင်ပြင်အရောက်သွားနိုင်ရင်ပြင်မှာအလုံးညီမှုမိပြီဆိုတဲ့အခါကျတော့ဒေဝပုဒ္ဒံပဋ္ဌေထာဒေဝသမုဒိနာအိုမင်းမြတ်ဖေယဗုဒ္ဓံသာစုကိုပဋ္ဌေထာတောင်းတတော်မူကြပါကုန်ဒီအတိုင်းနေလို့ရှိရင်ဖြင့်အညွန့်တုံးတဲ့အတိုင်းပြည်ကြီးဖြစ်ပါလိမ့်မယ်ဒါကြောင့်စောစောစီးစီးကကြိုတင်ပြီးတော့သာစုများတောင်းတတော်မူကြပါဖေရလို့တိုင်းသားပြည်သူတွေညီမှုကြွေးကြော်ဟစ်ဩတဲ့အတွက်ကာတိမင်းနေရာက16000သောမောင်မများကိုတုံမေဗုဒ္ဓံပဋ္ဌေထာတုံမေသင်တို့သည်ဗုဒ္ဓံသာစုကိုပဋ္ဌေထာတောင်းတကြကုန်အဲဒီလိုတိုက်တွန်းတဲ့အခါ16000သောမောင်မတို့ကလတ်နတ်ကိုပူဇော်တဲ့ပုဂ္ဂိုလ်ကတစ်မျိုးနေကိုပူဇော်တဲ့ပုဂ္ဂိုလ်ကတစ်မျိုးအမျိုးမျိုးသစ်ပင်ကိုပူဇော်တဲ့သားရပါမယ်အကြောင်းအပူဇော်တွေပေါ့လေအတောင့်အတတွေဟာလွဲပြီးတော့နေကြတယ်ဆိုပါစို့ကာတိမင်းကြီးကဧကဒေဝီမဟေတိမိဖုရားခေါင်ကြီးဖြစ်တဲ့သန္တာဒေဝီမိဖုရားကြီးကိုလည်းဗာတိတွန်ပိဗုဒ္ဓံပဋ္ဌေဟိဗာတိအဘေမိဖုရားခေါင်ကြီးတွန်ပိရှင်မသည်လိဗုဒ္ဓံသာစုကိုပဋ္ဌေဟိတောင်းတပါလောလို့မိဖုရားခေါင်ကြီးကိုလည်းသာစုအပန်းခိုင်းတယ်ဒီတော့သန္တာဒေဝီမိဖုရားကြီးကလာပြီနေ့တနေ့မှာအထင်ကဥပုပ်များစောင့်သုံးပြီးတော့နှိမ့်တဲ့နေရာကလေးဥစ္စာသေနာမဟာသေနာဝေရမဏိတိခါပဒံသမာဓိယာမိလို့စောင့်တည်ထားတဲ့အတိုင်းမြင့်သောထီးသုံးနန်းသုံးနေရာတွေမှာမနေဘဲနဲ့နှိမ့်တဲ့နေရာကလေးတစ်ခုမှာနေပြီးတော့မိမိရဲ့သီလကိုမကျိုးမပေါက်မပြောက်မကြားတာဆင်ញင်ပြီးသကလာသသဟံအခန္ဓာသီလဣမိနာမေသစ္စေနာဗုဒ္ဓဥပ္ပဇတုအာငါတိအခန္ဓာသီလမကျိုးမပေါက်မပြောက်မကြားတဲ့သီလရှိသူသည်သစေဟောမိအကယ်၍ဖြညာအမေငါဤဣမိနာသစ္စေနာဝဇီမင်္ဂလာဤသစ္စာစကားကြောင့်ဗုဒ္ဓသာတိဥပ္ပဇတုဖြစ်ပါစေသာလို့အဲ့ဒီလိုနှုတ်မြဲပြီးတကလာသီလကိုတိုင်တယ်သီလကိုအရင်ကထသစ္စာစကားဖြင့်သာစုကိုပန်တဲ့အခါကျတော့တရားမင်းရဲ့ပန္တုကပလာပူနူသောအချင်းအရာကိုပြ၍ဖကြောင့်ဗာနီးလို့တရားမင်းဆင်ញင်းတဲ့အခါမြင်ပြီသန္တာဒေဝီဗုဒ္ဓံပဋ္ဌေတိဟန္တာဟံဗုဒ္ဓံတတ္တာမိသန္တာဒေဝီကာတိကတိုင်းဗာရဏသီပြည်ကာတိမင်းတရားကြီးဤလက်ရာတင်ထားမိဖုရားခေါင်ကြီးဖြစ်တဲ့သန္တာဒေဝီမိဖုရားကြီးသည်ဗုဒ္ဓံသာစုကိုပဋ္ဌေတိတောင်းတလေပြီ
ဟန္တယခုပင်အဟံငါသည်ပုဒ္ဒံသာကိုတတ္တမိပေးပေအောင်လို့တရားမင်းအကြံဖြစ်ပြီးတော့ဒါဝဒိန္ဒနတ်ပြည်မှာနတ်သက်ကြွေကနီးတဲ့နတ်တွေကိုမျောပြီးကြည့်လိုက်တဲ့အခါကျတော့ဖယားအလောင်းနတ်သားကိုပြေးပြီးတော့မြင်တယ်အလောင်းတော်နတ်သားနတ်သက်ကြွေကနီးတာကိုပြေးပြီးတော့မြင်တဲ့အချိန်မှာအလောင်းတော်နတ်သားရဲ့အဖို့တာဝဒိန္ဒနတ်ပြည်ကနတ်သက်ချွေပြီးတော့အထက်ယာမတုတိတာအစရှိတဲ့နတ်ပြည်ကိုတက်ဖို့ရန်အတွက်အလောင်းတော်နတ်သားကစဉ်းစားနေတဲ့အချိန်အဲ့ဒီအချိန်မှာတရားမင်းကိုယ်တိုင်သွားပြီးတော့မာရိသတယိမနုဿလောကေဥပ္ပန္နေပါရမီယောသတေပုရိသန္တိမဟာဇနတဟုဒိသဘဝိတ္တိယံကာတိရိညောသန္တာဒေဝီနာမဧကမဟေတိဗုဒ္ဓံပဋ္ဌေတိတတ္တကုက္ခိယံဥပ္ပဇာဟိမာရိသအလောင်းနတသာဓုအာယာသာမိငါတောင်းပန်ပါရစေတယိသင်အလောင်းနတသည်မနုဿလောကေလူပြည်လောက၌ဥပ္ပန္နေဖြစ်တော်မူလတ်သည်ရှိသောဒေသင်အလောင်းမင်းသားဤပါရမီယောသပါရမီတော်တို့သည်လေပုရိသန္တိပြပါကုန်လိမ့်မည်မဟာဇနတတိုင်းသာပြည်သူဘိုလ်လူအပေါင်းဤဝုဒ္ဓိစကြီးပွားခြင်းသည်လေဘဝိတ္တိဖြစ်ပါလိမ့်မည်ကာတိရိညောကာတိမင်းကြီးဤသန္တာဒေဝီနာမသန္တာဒေဝီအမည်ရှိသောအယံဧကမဟေတိဤမိဘအခေါင်ကြီးသည်ဗုဒ္ဓံသာစုကိုပဋ္ဌေတိတောင်းရနေပါ၏သတ္တာထုသန္တာဒေဝီမိဘယဤကုက္ခိယံဝ၌ဥပ္ပဇာဟိဖြစ်တော်မူပါလို့တရားမင်းကိုယ်တိုင်ကအလောင်းမင်းသားအလောင်းနတ်သားလူပြည်လောကမှာသွားဖြစ်လို့ရှိရင်အလောင်းနတ်သားရဲ့ကိုယ်ကျိုးအတွက်ပါရမီတော်များလည်းဖြည့်ရပါလိမ့်မယ်အလောင်းနတ်သားကိုအမိပြုပြီးလူများအပေါင်းလည်းကြီးပွားကြပါလိမ့်မယ်အင်မတန်အကြောင်းကြီးညွတ်နေပါတယ်ယခုအချိန်မှဆိုရင်ကာတိမင်းကြီးရဲ့အခါဒေဝီမဟေတိမိဘရခေါင်ကြီးဖြစ်တဲ့သန္တာဒေဝီမိဘရသာစုကိုပန်နေတဲ့အခိုက်ဖြစ်ပါတယ်ဒါကြောင့်အခါဒေဝီမဟေတိမိဘရခေါင်ကြီးဖြစ်တဲ့သန္တာဒေဝီမိဘရရဲ့ဝမ်းကြာတိုင်းမှာအရှင်အလောင်းနတ်သားပရိသေတီးနေကဆွဲဖြစ်ပွားတော်မူပါလို့တာယာညွတ်ပြောင်းတောင်းပန်တဲ့အခါဖေရအလောင်းနတ်သားကကောင်းပါပြီဝန်ခံတရားမင်းကလည်းပဲအလောင်းနတ်သားရဲ့အချွေအယံဖြစ်ကြပါစေလို့ဒီပြင်းနတ်သက်ကြွေးမဲ့နတ်တွေကိုလိုက်ပြီးကြည့်လိုက်တဲ့အခါကျတော့900သောနတ်တွေနတ်သက်ကြွေးကနေတာကိုမြင်တော့အဲ့ဒီ900သောနတ်တွေကိုလည်းအမောင်းတို့အလောင်းနတ်သားရဲ့အချမ်းယံဖြစ်ဖြင့်ကာတိတိုင်းဗာရာဏသီပြည်ကာတိမင်းကြီးရဲ့အမတ်ပေါင်း900တို့ရဲ့အိမ်မှာအမောင်တို့သွားပြီးတကားလားအမတ်သားတွေဖြစ်ကြပါလို့900သောနတ်တို့ကိုလည်းတိုက်တွန်းစကားပြောကြပဋိညင်းဝန်ခံရဲ့အရာယူခဲ့တယ်ဝန်ခံရဲ့အတိုင်းဖရာလောင်းနတ်သားမှုပြုတဲ့900သောနတ်သားတို့ဒါဝိဒိဏနတ်သက်ကျွေလူပြေမှလာပြီးဖရာလောင်းနတ်သားကတော့သန္တာဒေဝီမိဖုရားကြီးရဲ့ဝမ်းကြားတိုက်မှာကိမ့်ပိုက်တန်တေတီးနေတော်မူခဲ့တယ်900သောနတ်သားတို့ကတော့အမတ်ကတော်တို့ရဲ့ကြားတိုက်ဝမ်းမှာကိမ့်မြတ်တန်တေတီးနေခဲ့ကြတယ်အလောင်းတော်မင်းသားကြားတိုက်ဝမ်းကိမ့်မြတ်သန်နေကိမ့်မြတ်တန်တေတီးစံနေလင်ပင်သန္တာဒေဝီမိဖုရားကြီးကကာတိမင်းကြီးအားအကြောင်းအကျိုးလျှောက်ထားလို့သားတော်အတွက်အဆောင်လျှောက်တွေအဆောင်ရောင်တွေပေးဆယ်လတိုင်မြောက်ရောက်တကားလားအလောင်းတော်မင်းသားကိုမူဖွားခဲ့ပြီဆိုကြပါလို့အဲ့ဒီအလောင်းတော်မင်းသားကိုမပင်မပန်းမနွမ်းမနေချမ်းချမ်းသာသာမူဖွားမြင်တဲ့နေ့မှာပဲအမတ်ကတော်တို့ရဲ့အိမ်မှာလည်းပဲ900သောအမတ်သားတွေမူဖွားကြတယ်ဒီနေ့တည်းအဲ့ဒီနေ့မှာဆိုလို့ရှိရင်ကာတိမင်းကြီးကမှုမဘိုးဘာချမ်းချမ်း၍နိုင်ရင်ပြင်းမညီလာခံနေတဲ့အခိုက်
ဒီကအထောက်တော်များကသွားရောက်ပြီးတော့ဒေဝပုဒ္ဒောဒေဇာတော်ဒေဝသမ္မုဒိနာအိုမင်းမြတ်တေအရှင်မင်းမြတ်ဤပုဒ္ဒောသားတော်သည်ဇာတော်ဖွားမြောက်ခဲ့လေပြီဖျားလို့မင်္ဂလာစကားလျှောက်ထားတဲ့အခါကာတိမင်းကြီးရဲ့စိတ်ထဲမှာသားတော်အပေါ်ချစ်တဲ့အချစ်ဟာလေအရေကဖောက်အသားရဲ့ရောက်အသားဖောက်ပြီးတကားလားအယိုးရောက်အယိုးဖောက်ပြီးတော့ယိုးတွင်ချင်းစီခိုက်ပြီးတော့သားတော်အပေါ်ချစ်လိုက်တာအဲ့ဒီလိုချစ်တဲ့အတွက်အမတန်ပီတိသောမနတတွေဖြည့်ပြီးတော့ညီလာခံမှာစည်းဝေးမိတဲ့မူမတ်တွေကိုမေးတယ်ဒုဋ္ဌာနုခောဒုံမေမမဗုဒ္ဓဇာတော်ဒုံမေအမောင်တို့သည်ဒုဋ္ဌာနုခောနှစ်လိုအာယံဝမ်းမြောက်ကြပါကုန်ဤလောမမငါဤဗုဒ္ဓသားသည်ဇာတော်မူဖွားခဲ့လေပြီလို့